KOS skin တွေပြန်လာတော့မယ် ADP မှာမရအောင်နော်မရအောင်တော့နာမည်ကတော့ Leo ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ပြောင်းလဲသွားတဲ့ KOS skin event နဲ့ Hero တဲ့မာဆယ်အကြောင်းကိုကျွန်တော်တည်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုအချိန်မဆွဲပဲစလိုက်အောင် Nice ဒါကတော့နောက်ထွက်လာမယ့် Hero မာဆယ်ပဲဖြစ်ပါတယ်သူ့ပုံစံစိုးတော့မစိုးဘူးမိုက်တယ်အဲ့ဆိုရင်ကျွန်တော်တို့သူ့ရဲ့ skill effect လေးကိုသွားကြည့်လိုက်အောင်အဲ့ဆိုရင်ကျွန်တော်သူ့ရဲ့ spell လေးအကြောင်းပြောပြမယ်သူ့ရဲ့ spell က1ကကြတော့သူ့အောက်မှာအကွင်းလေးပေါ်လာတယ်အဲ့အကွင်းလေးပြည့်သွားတဲ့အချိန်မှာ enemy ကိုစတန်းမယ်ဟုတ်တယ်ဒီ hero ရဲ့ passive ကကြတော့ဒီကိုဘေးနာလီယာကိုရဲ့မဟာမေဟီရိုတယောက်ကိုချီးပေးတာပေါ့နော်အဲ့ဒါဆိုရင်မှတယောက်ရှိတယောက်ချီးပေးတယ်နှစ်ယောက်ရှိနှစ်ယောက်ချီးပေးတယ်စပယ်တူကကြတော့မိုမန့်စပီမြန်သွားမယ်နောက်တစ်ခါဘလင်စပယ်လိုမျိုးဟာလေးတစ်ခုသုံးလို့ရမယ်နောက်ပြီးတော့ကျွန်တော်ဒီဟီရိုမာဆယ်မှာတစ်ခုတတိထားမိတာကွန်ဘိုလေးတစ်ခုရှိတယ်ကျွန်တော်တို့2ကိုသုံးမယ်ပြီး1သုံးမယ်ပြီးရင်အဲ့1ကိုအဲ့လိုမျိုး enemy ကြားထဲမှာထားခဲ့လို့ရတယ်ဗျာအဲ့ဒါလေးကနည်းနည်းပါပွဲဒီပါကြီးထဲမှာဆိုအလုပ်ဖြစ်မယ်လို့တော့ထင်တယ်ပြီးရင်သူ့ရဲ့ AD mate ကကြတော့ AD mate အကွင်းထဲမှာရှိတဲ့သူတွေအကုန်လုံးကိုစတန်းနဲ့ကြာချင်ကတော့30စက္ကန့်အဲ့ဒီ30စက္ကန့်အတွင်းမှာကိုယ့်ဘက်ကရော enemy ဘက်ကရောအကုန်လုံးကိုစတန်းစေမယ်အဲ့ရဲ့သူ့ရဲ့ AD mate အကွင်းထဲမှာဒီ hero အစ်စ်မာဆယ်တယောက်တည်းပဲတွားလို့လွတ်လပ်တွားလို့ရမယ်ပေါ့နော်ကျွန်တော်ဒီ hero ရဲ့ AD mate ကိုကျွန်တော်ဒီဂီနဲ့ဖြတ်လို့ရလားဆိုတော့ကျွန်တော်စမ်းကြည့်မယ်ပတ်စီကိုတော့ကျွန်တော်တို့ဖြတ်လို့ရတယ်ကျွန်တော်စမ်းကြည့်ရတော့ပေါ့ကျွန်တော်ကွန်ပျူတာနဲ့စမ်းနေရတာဆိုဒီ hero ကဘယ်တော့ ADP မှာမရအောင်နော်တို့မရအောင်ဒီဒီဂီရဲ့ AD mate နဲ့လည်းသူ့ရဲ့စတန်နဲ့ဟာကိုကျွန်တော်တို့ဖြတ်လို့မရဘူးအဲ့ဆိုတော့ဒီ hero ကကျွန်တော်တို့တော်တော်ကြီးကိုအာရုံနှောင်းမဲ့ထင်ပါလို့ကျွန်တော်တို့ပါတယ်နောက်ထပ်အနေနဲ့ကျွန်တော်တို့ဒီ KOS skin တွေပြန်လာတော့မယ် original server ကိုတော့ဘယ်နည်းရောက်လာမလဲဆိုတော့ကျွန်တော်တို့အတိအကျမသိသေးဘူးအပန်း server တော့လာနေလို့နော်ဒီမှာဆိုရင်ကျွန်တော်တို့အရင်နဲ့မတူဘဲနဲ့ဘာကြီးကွဲသွားလဲဆိုတော့ကျွန်တော်တို့ KOS skin တွေအရင်က KOS တွေရောနောက်ထပ်အသစ်ထွက်ထားတဲ့မာရှာဘလာပကွီရိုအဲ့ဒီ KOS တွေလည်းကျွန်တော်တို့တနေရာထဲမှာနှစ်ခုလုံးကိုဖောက်လို့ရတော့မယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမှာကိုဖောက်ခြင်းတဲ့ဟာကိုပြောင်းလိုက်ရုံနဲ့ဒီမှာကျွန်တော်တို့ကချောင်းနေဂူရှင်နေအကုန်လုံးကိုအဲ့ဘက်ကဟာတွေလိုချင်တာဆိုရင်ဒီကျွန်တော်တို့ချောင်းနေKOSတွေရှိတဲ့ဘက်မှာဖောက်မယ်ဒါမှမဟုတ်ဘူးကိုကပကွီရိုတွေမာရှာတွေဘလာတွေစကင်ကိုလိုချင်တာဆိုတော့ကျွန်တော်တို့ဒီဘက်မှာဖောက်မယ်ဖောက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာအရင်တော့လိုပဲဒီဥစ္စာ3ခုတန်းရင်ကျွန်တော်တို့ဂျပန် KOS skin တကောင်ရမယ်အလုံးလုံးပုံကကြတော့ကျွန်တော်တို့ဒီပကွီရိုရဲ့ KOS skin event မှာဖောက်မယ်ဆိုလဲကျွန်တော်တို့ဒီမှာဒီထဲမှာသွားပြီးတန်းပါပဲကျွန်တော်တို့ဒီရှောင်းရဲ့ KOS skin တွေဘာတွေကိုလိုချင်လို့ဖောက်ရင်လေဒီကျွန်တော်တို့ခုနကဖောက်ထားတဲ့ဒီထဲမှာအကုန်သွားပေါင်းပါမယ်ဒါပေမဲ့ကျွန်တော်တို့ကဥပမာပထမတစ်ကြိမ်ဒီရှောင်း KOS မှာဖောက်လိုက်မယ်ဒုတိယတစ်ကြိမ်ကျွန်တော်တို့ပကွီရို KOS မှာဖောက်လိုက်မယ်ဆိုရင်တတိယတစ်ကြိမ်မှာတကယ်လို့ကျွန်တော်တို့က3ခေါင်းနဲ့တန်းနေပဲထားပါတော့ဗျာ3ခေါင်းနဲ့တန်းတဲ့အချိန်မှာကျွန်တော်တို့အဲ့အချိန်မှာမူတည်သွားပြီကျွန်တော်တို့က3ခေါင်းနဲ့တန်းတဲ့အချိန်မှာကျွန်တော်တို့ကပကွီရို event မှာဖောက်မယ်ဆိုရင်3ခေါင်းနဲ့တန်းသွားမယ်ဆိုရင်ကျွန်တော်တို့ကပကွီရို skin ထဲက3ခေါင်းနဲ့တစ်ကောင်မရမယ်ကျွန်တော်တို့ price pool ထဲမှာဆိုရင်ဒီပကွီရိုမာရှာဘလာအစရှိတဲ့3ကောင်ထဲကနေကျွန်တော်တို့ကတစ်ကောင်ရမယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကပထမ10ချိန်ကျွန်တော်တို့ရှောင်းဒီမှာဖောက်လိုက်တယ်ဟိုစားခရီနာ KOS skin မရှိတဲ့သူတွေကဒီမှာဖောက်ပြီးတော့ခရီနာ KOS လေးယူလိုက်တယ်နောက်ထပ်10ချိန်ကိုကျွန်တော်တို့ကဒီမှာဖောက်မယ်ဆိုလည်းရတယ်ဒီမှာ10ချိန်ဖောက်မယ်ပြီးရင်နောက်ထပ်3အချိန်30မြောက်မှာဒီချောင်း KOS မှာဖောက်လိုက်တယ်ကျွန်တော်တို့ကကန်ကောင်းပြီးတော့အဲ့30နဲ့တန်းသွားမယ်3ချိန်နဲ့တန်းသွားမယ်ဆိုရင်ကျွန်တော်တို့ကဒီချောင်း KOS skin event ထဲကနေပြီးတော့ဒီကျွန်တော်တို့ KOS 6ကောင်ထဲကနေပြီးကျွန်တော်တို့ကဂျပန် KOS တစ်ကောင်ရမယ်
ဒါကတော့ကျွန်တော်တို့ပြောင်းလဲသွားတဲ့ KOS skin event ပါကျွန်တော်တို့ဒီရှောင်း KOS skin event မှာတူညီတာကျွန်တော်တို့ဘာလဲဆိုတော့ဒီ KOS skin တွေကတော့လွဲသွားမယ်ဒါပေမဲ့ဒီအနောက်ကပါရဲ့ lucky box skin တွေကျွန်တော်တို့ live bone skin တွေ epic skin တွေပြီးတော့ special skin တွေနဲ့elite skin အစရှိတယ်ပေါ့ဒါတွေကတော့ကျွန်တော်တို့အတူတူပဲကျွန်တော်တို့ဒီ Pagiro KOS skin ဘက်မှာလည်းကျွန်တော်တို့ price ဘူးတွေကဒါတွေပဲအတူတူတွေပဲเนาะအတူတူပါပဲဒီလိုကျွန်တော်တို့ဒီရှောင်း KOS ဘက်မှာဆိုလည်းအတူတူပဲအထဲထဲမှာပါတာတွေကတော့အတူတူပဲဒါပေမဲ့ကျွန်တော်ခုနကရှင်းပြသလိုပဲဒီအချိန်တန်းသွားတဲ့အချိန်မှာကိုလိုချင်တဲ့ဘက်ကိုဖောက်ဖို့ဦးစားပေးတင်တယ်ကျွန်တော်တို့ကရှောင်း KOS skin နဲ့ဟာ skin ဒီ3កောင်နဲ့တကောင်လိုချင်တာဆိုရင်ဒီဘက်မှာဖောက်ရမယ်ကိုကအချိန်30နဲ့မတန်းဘူးလို့လည်းမပြောနိုင်ဘူးဗျာဒါကြောင့်မလို့ကျွန်တော်တို့လိုချင်တဲ့ဘက်ကိုတော့ဦးစားပေးပြီးဖောက်စေချင်တယ်ကိုကကူရှင်တွေပါလိုချင်တာဆိုရင်ဒီချောင်းဒီ KOS ဘက်မှာဖောက်တင်တယ်ပကွီလိုပါလိုချင်တာဆိုရင်တော့ဒီဘက်မှာကျွန်တော်ဖောက်တင်တယ်ဒိုင်မွန်ကတော့ကျွန်တော်တို့ပထမဆုံးတစ်ကြိမ်မှာ112လုံးနေ့စဉ်50% short ဈေးနဲ့ကျွန်တော်တို့လဲရမယ်ကျွန်တော်တို့တန်း draw မှာဆိုတော့1585လုံးပေါ့နော်ပထမဆုံးအကြိမ်30% short ဈေးနဲ့ကျွန်တော်တို့လဲလို့ရမယ်သူကတော့နေ့စဉ်မဟုတ်ဘူးဗျပထမဆုံးအကြိမ်ပဲဆိုတော့ဒိုင်မွန်ကတော့တော်တော်ကုန်မယ်လို့ကျွန်တော်ထင်တယ်ပထမဆုံးအကြိမ်ပဲသူက1585လုံးနဲ့ပဲလဲရမယ်နောက်ထပ်အကြိမ်တွေမှာကျွန်တော်တို့10အကြိမ်လဲမယ်ဆိုရင်2250နဲ့လဲရမယ်ကျွန်တော်လဲတဲ့ပမာဏကတော့အတူတူပဲကျွန်တော်တို့ဒီမှာလဲ1585လုံးဟိုဘက်မှာလဲ1585လုံးပထမဆုံး1585လုံးလဲပြီးပြီဆိုတော့နောက်ထပ်အကြိမ်တွေက220နဲ့မှ2250 sorry 2250နဲ့လဲရမှာပေါ့နော်နောက်ထပ်ကတော့ကျွန်တော်တို့ဒီ recall event ပေါ့ recall တွေပါတယ် recall effect တွေ animation effect တွေကျွန်တော် spawn effect တွေ emo တွေ bound တွေအဲ့ဒါတွေကတော့ကျွန်တော်တို့ event တစ်ခုနဲ့တက်လာမယ်ပေါ့နော်ဒါကတော့ပုံမှန်ပါပဲအရင်ကနေကပြောင်းနေတာဒီထဲမှာဆိုရင်ကျွန်တော်တို့ KOS skin တွေက emo တွေဒီမှာ animation effect တွေပါမယ် notification တွေပါမယ်ဒါတွေကတော့ကျွန်တော်တို့ဒီ coin လေးတွေပေါက်ရင်လည်းကျွန်တော်တို့လဲလို့ရတယ်ဒီမှာကျွန်တော်တို့လာလဲလို့ရတယ်ဒါတော့ကျွန်တော်တို့စာပို့တဲ့ခါကျရင်စကားပြောလို့ရမယ်ဒီ record တော့ကျွန်တော်တို့ပြောင်းမယ်လို့ထင်တယ် mobile legend diamond တွေ magic jet ကို diamond တွေလိုချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ channel လေးမှာရပါပြီကျွန်တော်ကအခုမှစပြီးလုပ်နေတာဆိုတော့ subscriber တော့တိတ်မရှိသေးဘူးဒါပေမဲ့ယုံကြည်နဲ့ကျွန်တော်ဒီမှာလာပြီးအားပေးလိုက်ရပါတယ်ယခုလက်ရှိကျွန်တော် Wikipedia ဈေးကတော့ Wikipedia 1 Wikipedia ကို9800ကျတင်ပါတယ်ကျွန်တော်နောက်ထပ် diamond နှစ်စတွေကတော့ကျွန်တော်ပုံမှန်ပဲကျွန်တော် diamond နှစ်စတော့50 plus 50ဆိုရင်3500 150ပဲ150ဆို1000 250ပဲ250ဆို16000 500ပဲ500ဆိုရင်3000ပဲဖြစ်ပါတယ်ကျွန်တော်တို့ကျန်တဲ့ဒီ normal diamond price ကတော့တော်တော်များများတော့မဝင်ကြပါဘူးအဲလိုဆိုအခုနောက်ပိုင်းကကျွန်တော်တို့ normal diamond price တွေကတိတ်ပြီးမတန်တော့ဘူးဗျာအများအားဖြင့်ကျွန်တော်တို့ Wikipedia တွေဝယ်တယ်ဒီ diamond နှစ်စလေးမဝယ်ရသေးဘူးဒီက diamond နှစ်စလေးဝယ်တယ်ဒါပါပဲကျွန်တော်ရဲ့ channel လေးမှာကျွန်တော်ရုံကြည်နဲ့လာပြီးအားပေးလို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကျမ်းမာချမ်းသာကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲ peace out bye bye ပါဗျ